ကိုယုံကြည်ရင်တော့နာပေါ့ဘယ်သူဟောတာပဲဖြစ်ဖြစ်အဓိကတော့စိတ်ချတဲ့တရားကိုရွေးနာတာတော့ပိုကောင်းတယ်မဟာစီဆရာတော်ကြီးတို့တရားတွေပါလေကြာမဟာစီဆရာတော်ကြီးစာနဲ့ပေနဲ့ဟောတာလေအဲ့လိုပြောတာတွေကြတော့လည်းတတိထားမယ်အဲ့လိုပြောတာတွေကြတော့နားထောင်တာပြီးစာနဲ့ပြန်ကြိုက်ကြည့်အဲ့ဒါအရေးကြီးတယ်နော်ဘာလို့ဆိုလမ်းချော့သွားနိုင်တယ်ပေါ့ကိုကြိုက်တာနဲ့တွေ့ရင်သူဆိုတာလွယ်တကူလက်ခံလိုက်တတ်တယ်အဲ့ဒါကြောင့်မိစ္ဆာဒိဋ္ဌိဖြစ်ဖို့အမဒိဋ္ဌိဖြစ်ဖို့ဆိုတာအကြောင်းနှမျိုးစီရှိတယ်တစ်ခုကဘာလို့ဆိုပရတောကောတာသူများဟောတာဖေရလူတွေဟောတဲ့တရားကိုနားထောင်တာဒါက extra နဲ့ condition လို့ခေါ်တယ်ဒါတစ်ခုကိုယ်ကအကြိုက်တွေ့တာအာယောနိတော်မနတိကာရဆိုအဲ့ဒါမစ္ဆဒိဋ္ဌိဖြစ်သွားရောအလွယ်ကိုလက်ခံပြီးသားဖြစ်သွားတယ်မစ္ဆဒိဋ္ဌိဖြစ်ဖို့အတွက်အဲ့ဒီအကြောင်းနှစ်ခုရှိတယ်ပရတောကောတာဆိုတာမရင်ဟောတဲ့တရားအာယောနိတော်မနတိကာရကိုယ်ကအတွေ့လွယ်တာ unwise attention ပေါ့အဲ့ဒီနှစ်ခုပေါင်းစုံလာရဲ့မစ္ဆဒိဋ္ဌိဖြစ်သွားတယ်တမ္မာဒိဋ္ဌိဖြစ်ဖို့ရကြတော့လေပရတောကောတာဖက်ကဟောရပြောတဲ့တရားနော်ယောနိတော်မနတိကာရကိုယ်တိုင်က wise attention ရှိရအဲ့ဒါနှစ်ခုပေါင်းလို့ရှိရင်တမ္မာဒိဋ္ဌိဖြစ်တယ်သူကအကြောင်းနှစ်ခုစုံမှစီနဲ့လက်နဲ့စုံမှစီတံထွက်တာလို့ပဲအသိဉာဏ်ဆိုတာလည်းပဲနားထောင်နေစဉ်းစားတယ်အဲ့နှစ်ခုကြမှာထွက်တာစီရလဲစီမျက်နှာပြင်ရဲ့တီးတဲ့လက်ရဲ့အဲ့နှစ်ခုပေါင်းမှဒိဋ္ဌိဆိုတဲ့အတန်ထွက်တာလေအဲ့ဒီအတန်နဲ့အသိဉာဏ်နဲ့တူတယ်စီမျက်နှာပြင်နဲ့လက်နဲ့ဟာကအင်တာနဲ့ condition နဲ့ extra နဲ့ condition အဲ့လိုနှစ်ခုရှိနော် condition နှစ်ခုပေါင်းတာလက်တောင်မှနှစ်ခုတီးမှအတန်ထွက်တာလေအင်တာနဲ့ condition extra နဲ့ condition နှစ်ခုပေါင်းတဲ့အခါကျတော့မှအကြောင်းတွေကအကျိုးတစ်ခုဆိုဖြစ်လာတာအဲ့တော့ဒါအထူးသတိထားပြီးတော့တရားနဲ့လိုက်စားကြပေါ့အမှန်မှန်နဲ့သိအောင်လဲကြိုးစားကြတတ်နိုင်တော့အဲ့ဒီမှာဘုန်းကြီးတွေရှိနေတာပဲအနည်းဆုံးပြီးတော့မှတင်တာတွေပါလေပို့ချပြီးတော့ပြီးတော့မှတင်တာကိုလိုက်နာတာတော့ဘာလို့တေချာရှေ့ကလေးကောင်းအောင်တော့လုပ်တင်တယ်ပေါ့နော်ဟုတ်ပါပြီကဲကောင်းပါပြီအားလုံးရှင်းပြကြပါစို့ဒီနေ့ဘုန်းကြီးဟောဖို့တရားကတော့သံဃာ့ဆရာကလေးတွေမှာပါတဲ့အတိုင်းဘုဒ္ဓနိကေမှာမြတ်စွာဘုရားဟောကြားထားတဲ့အရိယဝါဒတရားတော်ပဲဖြစ်ပါတယ်ဘုန်းကြီးတို့ကတရားဟောလို့ရှိရင်မြတ်စွာဘုရားဟောကြားတော်မူတဲ့ပုဂ္ဂိုလ်တို့ဖြစ်ဖြစ်ရှင်းရှင်းဖြစ်ဖြစ်တခုကိုပလင်္ကာအနေနဲ့ရှင်းဥစွာမူတယ်ပြီးဟောလေးရှိပါတယ်အဲဒီလိုသုတ်ပါဠိရင်းကိုမြင်မတည်ပဲမြတ်စွာဘုရားဟောကြားထားတဲ့အနေတို့တွေလောက်သာယူပြီးတော့အလွတ်တဲ့ဟောရင်လည်းဖြစ်နိုင်ပါလေဒါပေမဲ့လည်းမြတ်စွာဘုရားကိုယ်တိုင်ဟောထားခဲ့တဲ့သုတ်ပါဠိရင်းကိုပလင်ခံပြီးဟောလိုက်ရတာကပို့ပြီးတော့လေးလေးနက်နက်ရှိတယ်လို့ဘုန်းကြီးတို့သိထဲမှာယူဆထားပါတယ်မြတ်စွာဘုရားဟောကြားထားတဲ့တရားတော်တွေကိုသုဒ္ဓသုတ်လို့ခေါ်ပါတယ်သုဒ္ဓသုတ်ဆိုတဲ့ပါဠိစကားမှာအနေတွေပဲအမျိုးရှိပါတယ်အဲဒီအမျိုးတွေမှာအထူးစိတ်ဝင်စားစရာကောင်းတဲ့အနေတွေပဲကလေးတစ်ခုကတော့ဘာလဲလို့ဆိုရင်သုဒ္ဓဆိုတာညင်းကျိုးပါပဲတဲ့ညင်းချတဲ့ကျိုးပေါ့လက်သမားဆရာများဟာစစ်သားကိုပြုကျင်တော့မယ်ခုတ်တော့ယူတော့မယ်ခွဲစိတ်တော့မယ်လို့ဆိုရင်ဒီဥစွာမြင်းလေးချရတယ်အဲ့ဒါကတော့သင်ကြားပါတယ်အများပဲမြင်မှုနေကြမှာပါအဲဒီလိုမြင်းချောင်းလေးချပြီးတော့အဲဒီမြင်းချောင်းလေးအတိုင်းခိုးရယူရတယ်ခွဲစိတ်ပြုကျင်ရတယ်လက်သမားဆရာဟာငါကြွားကျင်နေတာပဲမြင်းချဖို့မလိုပါဘူးဆိုပြီးတော့မြမနဲ့ရစားပြီးခိုးလိုက်ရွေလိုက်ဆွဲစိတ်လိုက်လို့ရှိရင်မလိုတဲ့နေရာတွေရောက်ပြီးတော့ပြည့်စည်လဲသွားရတယ်မြင်းချပြီး
ရေလိုက်ခိုးလိုက်ခွဲစိတ်ပြုပြင်လိုက်ရင်တော့အပြည့်အစည်းမရှိပဲကိုယ်လိုရှိတဲ့အတိုင်းအချိုးတကျဖြစ်နိုင်ပါတယ်ဒါကြောင့်လက်သမားဆရာတွေကရှင်းဥစွာမြင်းချပြီးတော့အဲ့ဒီမြင်းလေးတိုင်းလိုက်ပြီးရွေခုတ်ခွဲစိတ်ပြုပြင်ကြရပါတယ်မြတ်စွာဘုရား၏သာသနာတော်မှာလည်းအဲ့ဒါလိုပါပဲမြတ်စွာဘုရား၏အဆုံးအမဩဝါဒသုတ်တရားတော်ဟာတရားကိုကျင့်လို့တဲ့သူတွေအတွက်ညီညွတ်ပါပဲဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တွေဟာအဲ့ဒီတရားညီညွတ်လေးအတိုင်းပဲလိုက်ပြီးတော့ကျင့်ရပါတယ်တရားညီညွတ်လေးတွေချထားပုံကတော့ဒီလကိုဘယ်လိုကျင့်ရမလဲဆိုတာမြတ်စွာဘုရားကညီညွတ်လေးချထားခဲ့တယ်အဲ့ဒီညီညွတ်လေးအတိုင်းပဲလိုက်ပြီးဒီလကိုကျင့်ရတယ်သီလကိုကိုယ့်ဟာကိုယ်တစ်မျိုးတစ်မီထွင်ပြီးတော့မကျင့်ရဘူးမြတ်စွာဘုရားက၅ပါးသီလကိုသမှုမှကျင့်ဆောင်ခြင်းကိုယ်မှုမှကျင့်ဆောင်ခြင်းစသည်ဖြင့်ဟောထားခဲ့တယ်အဲဒီ၅ပါးသီလကိုအဲဒီမြတ်စွာဘုရားဟောတော်မူခဲ့တဲ့အတိုင်းပဲကျင့်ရတယ်အဲဒီ၅ပါးတွေကနှုတ်ပယ်ပြီးတော့၄ပါးသီလ၃ပါးသီလစသည်ဖြင့်ဖြစ်စေမလိုတာတွေကိုထည့်သွင်းပြီးတော့6ပါးသီလ9ပါးသီလစသည်ဖြင့်ဖြစ်စေဒီလိုအသေးစမ်းထွင်ပြီးတော့မကျင့်ရဘူးပြီးတော့သမာဓိဘာဝနာကိုဘယ်လိုပွားများရမလဲဆိုတာကိုလည်းမြတ်စွာဘုရားကဉာဏ်ကြောင့်လေးချထားခဲ့တယ်အဲဒီဉာဏ်ကြောင့်လေးအတိုင်းပဲသမာဓိဘာဝနာကိုပွားများရတယ်သမာဓိကမ္မထာကအမျိုးပေါင်း40ရှိတယ်အဲဒီတိုင်းမဟုတ်ပါပဲနဲ့ကမ္မထာ50 60 90စသည်ဖြင့်ဒီလိုမဟုတ်တာတွေတစ်မျိုးတစ်မျိုးအသေးစမ်းမထွင်ရဘူးပြီးတော့ပညာဘာဝနာကိုဘယ်လိုပွားစီရမလဲဆိုတာကိုလည်းမြတ်စွာဘုရားကဉာဏ်ကြောင့်လေးချထားခဲ့တယ်အဲဒီပညာဘာဝနာဉာဏ်ကြောင့်တွေကတော့အများကြီးပါပဲခန္ဓာ၅ပါးနဲ့လည်းဉာဏ်ကြောင့်တွေချထားခဲ့တာရှိတယ်အာယရဏနဲ့လည်းချထားခဲ့တာရှိတယ်ဓာတ်နဲ့လည်းချထားခဲ့တာရှိတယ်သစ္စာနဲ့လည်းချထားခဲ့တာရှိတယ်ပရိစ္ဆသမုပ္ပါနဲ့လည်းချထားခဲ့တာရှိတယ်နာယုံနဲ့လည်းချထားခဲ့တာရှိတယ်အများကြီးပါပဲအဲဒီမြင်နေတဲ့ကဘယ်မြင်နေပဲဖြစ်ဖြစ်တခုခုနဲ့ညီညွတ်အောင်လိုက်ပြီးတော့ကျင့်ရတယ်ဒီလိုမြင်ကြောင်းနဲ့အလားတူတဲ့အတွက်မြတ်စွာဘုရားဟောထားတဲ့တရားဒေသနာတော်တွေကိုသုဒ္ဓသုတ်လို့ခေါ်ပါတယ်တဲ့ဒါကြောင့်ဘုန်းကြီးတို့ကတရားဟောတော့မယ်ဆိုလို့ရှိရင်သုဒ္ဓသုတ်ဆိုတဲ့ဉာဏ်ကြောင့်လေးကိုရှင်းဥစွာချရတယ်အချို့ကစာရေးတဲ့အခါမှာဉာဏ်ကြောင့်မရှိပဲရင်းရင်လဲချောင်းအောင်ရေးနိုင်တယ်လို့ကိုယ့်လက်ကိုယုံကြည်ပြီးတော့မြင်လို့ရေးကြတယ်အဲဒီလိုရေးတာဟာချောင်းတန်တော့ချောင်းနိုင်ပါလေဒါပေမဲ့ငင်းချပြီးရေးတာတော့မသေးကြဘူးသိလည်းမချရဘူးဒါကြောင့်ဘုန်းကြီးတို့ကတော့တရားမြင်ကြောင်းချတဲ့အလေးအထားပြုလုပ်ထားပါတယ်ဒီကနေ့ညတရားဝဲမှာဟောဖို့ချမယ်တရားမြင်လေးကတော့အရိယာဝါဒသုတ်တရားတော်တဲ့ဒီမိကတော့သမုဒ္ဒရာကလေးတွေဝေထားလို့စောစောတွေကပြည်ကြီးသားဖြစ်နေကြပါတယ်နောက်လည်းမမေ့အောင်အဲ့ဒီသမုဒ္ဒရာကိုရိုးသေးသေးသိမ့်ထားကြရမယ်အိမ်ရောက်တဲ့အခါကျတော့မယုံမသိနဲ့အကျိုးကြညှပ်ပြီးတော့မထားရဘူးအဲဒီသမုဒ္ဒရာပိဋကစာတွေတရားတော်တွေပဲမြတ်စွာဘုရားဟောထားတဲ့တရားတော်တွေကိုလွယ်လွယ်နဲ့ဆောင်းမှတ်ထားရအောင်လို့ဘုန်းကြီးကအချင်းချုပ်ပြီးတော့ထုတ်ပြထားတာပဲဒါကြောင့်ရိုးသေးသေးသိမ့်ထားကြရမယ်နောက်လို့ရှိတဲ့အခါထုတ်ပြီးကြည့်ရင်အခုဘုန်းကြီးဟောထားတဲ့တရားတွေဟာပြန်ပြီးတော့ပေါ်လာမယ်အဲဒီမြတ်စွာဘုရားဟောထားတဲ့အရိယဝါဒတရားဉာဏ်ကြောင့်လေးတွေကိုဘုန်းကြီးကရှင်းဥစွာပါဠိလိုပဲရိုးပြီးမြင်ချလိုက်မယ်အဲ့ဒါကိုမြတ်စွာဘုရားကဒီတိုင်းပဲဟောခဲ့တယ်လို့နှလုံးသွင်းပြီးရိုးရိုးသေးသေးနားထောင်ကြ